ဒီဗီဒီယိုကပေါ့နော်ထိုင်းရဂရမာတယောက်တင်ထားတဲ့ဗီဒီယိုကိုမင်းကြိုက်လို့ဟာသားအနေနဲ့ပြန်ပြီးတော့တင်ပေးရပါတော့။အဲဆိုရင်ကလေးတွေကပေါ့နော်ဒီတိုင်းပုံမှန်အတိုင်းဆိုရင်အရန်ချစ်ကြတယ်အကိုင်ခံတယ်ဒါပေမဲ့အမွေးညက်တော့မယ်ဆိုတာလည်းသူကတောင်းကြတယ်ပေါ့နော်ဒီကောင်ကိုကြည့်လိုက်ပေါ့နော်ရိတ်ဆက်ကိုပြရဲဆိုသူကစိတ်ဝင်စားရှာရည်နဲ့လိုက်ကြတယ်ပြန်ရိတ်တော့မယ်ဆိုခြေချောင်းလည်းချောင်းရိတ်တော့သူပထနာတပြီပြန်ကြည့်ကြည့်ကြည့်လိုက်တော့စိတ်ဝင်စားပြီးလိုက်ကြည့်ပြီးတော့ကဲရိတ်တယ်ကြည့်လို့ပြသွားပြီလားကြည့်လို့ပြချောရိတ်မယ်ဆိုမျက်နှာရှုံးမိန်ငါတို့ခိုက်တော့မယ်ကလေးတော်တော်များအဲ့တိုင်းပဲပေါ့နော်ကဲပြန်ကြည့်အောင်ဆိုစိတ်ဝင်စားရှာရင်းနဲ့ပြန်ရက်ပြီးကြည့်တော်တော်စိတ်ဝင်စားကြည့်နေမင်းကလည်းတူကြည့်မလားကလေးတော်တော်များအိမ်မာတာလိန်မာတာပေါ့နော်ကျွန်တော်တို့စီမှာလည်းလိန်မာတဲ့အတိုင်းပဲအဲ့လိုလှုပ်တော့မယ်ဆိုထခိုက်တာပဲရှိတယ်ဗျအဲ့ဒါကလေးတွေရဲ့သဘာဝပဲအဲ့ဒါကိုချာတာကိုလူကြီးတွေကနားလည်ပေးရမယ်ပိုင်ရှင်တွေကစိတ်ရှိရမယ်စောင့်ပေးနေရမယ်ပေါ့နော်ဒီမှာဆိုရင်ပေါ့နော်အဲ့ကျိုးတက်တာတွေပါလေဆိုလဲနည်းတော်တော်စူးစမ်းပြီးလုပ်ကြတယ်ပေါ့နော်သူလည်းစိတ်မရှိမန်တာပဲရှင်နောက်ပိုင်းကျတော့ piece တွေပဲယူလိုက်ရတယ်ပေါ့နော်ကလေးတွေကစိုးရတယ်ဆိုတာတော့မဟုတ်ဘူးဒါပေမဲ့သူတို့မှသူတို့ထားလေးနဲ့သူတို့ရှိရဲအဲ့လိုအထားလို့တဲ့ချက်ကြားတယ်ကြားရင်ပိုင်ရှင်တွေကသိခဲ့ရမယ်သိမခံတာရဲ့စပန်းပို့ပဲနဲ့ကိုယ့်အကိုအိမ်မှာလုပ်တာအကောင်းဆုံးလို့ထင်ပါတယ်ခင်ဗျာနော်ဒီဂရိုမာလဲပေါ့နော်မမေလိုပဲအရန်ပေါ်တယ်ပေါ့နော်ကလေးတွေကိုအရန်စတာပဲပေါ့နော်ဒီဝါဝါဆိုလက်ထဲမှာကင်တာဘာမှမလုပ်တာအောက်ချနဲ့ပြေးကြိုက်တော့ပါပဲပေါ့နော်အောင်ကြီးဆိုလဲဒီဂရိုမာကိုချစ်တယ်လက်ကင်နေပခုံးပုတ်တယ်ခေါင်းပုတ်တယ်ဘာမှမဖြစ်ဘူးဒါပေမဲ့အမွှေးရိတ်တော့မယ်ဆိုပြဿနာထားရှာတယ်အဲ့လိုကလေးတွေတော်တော်များကြော်ရပါတယ်ခင်ဗျာအမေဆုံးပါအဲ့တော့မင်းတို့ပြောချင်တာချုပ်ကလေးရကြတော့ဂရိုမာကိုလည်းမကြိုက်ဘူးဂရိုမာလည်းလိမ်ပါတယ်ရင်ကြီးတယ်ကျွန်တော်တို့လည်းချစ်ချစ်ခင်နေတယ်ဒါပေမဲ့လှုပ်ပြီးဆိုတော့ဘာသာဟောက်လည်းမသိဘူးတောင်းကျမ်းတာတွေပြန်ပြီးမန်းတာတွေကြိုက်တာရှိရပါလို့ချုပ်ကလေးကြောက်လည်းအထီကိုမခံဘူးလက်ထဲကင်တာမှငြိမ်နေဆိုတဲ့ကလေးရှိရပါလို့အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပါဘလို့ကလေးပဲလာမင်းတို့မေဆိုတော့တေချာအကောင်းဆုံးလုပ်တာဖြစ်ပါတယ်ဒါလေးကတော့ထိုင်းရဂရိုမာတယောက်ဗီဒီယိုဖြစ်ပါတယ်မင်းပြန်ပြီးယူသုံးတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ copy လည်းပေးပါတယ် credit လည်းပေးပါတယ်ခင်ဗျာအားလုံးကိုအဆအဆုံးကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ